အားလုံးပဲမင်္ဂလာပါမမ်မြို့တော်စတီးဆိုင်မှာကြိုဆိုပါရစေဒီနေ့မှာတော့မမ်မြို့တော်ကစတီးပစ္စည်းတွေထဲမှာစတီးဟော်လိုပိုက်တွေရဲ့အသုံးအမုံအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်ဆက်သွားလိုက်ကြရအောင်နော်စတီးဟော်လိုပိုက်အမျိုးအစားတွေကတော့ rectangular hollow section square hollow section နဲ့ circular hollow section ဆိုပြီးတော့၃မျိုးရှိပါတယ်ပထမဆုံးအနေနဲ့ rectangular hollow section အကြောင်းကိုပြပြပေးသွားပါမယ်အလေးချိန်တစ်သက်မှတ်ထဲရှိရဲ့ rectangular hollow section တွေကို column နိုင်ဖြစ်လေတော်တော်များများကအသုံးပြုကြပါသေးတယ်သူ့ရဲ့အားသာချက်တွေကတော့ခံနိုင်ရည်အားကောင်းခြင်းအပူဒဏ်ခံနိုင်ခြင်းရေရှည်အတွက်အသုံးပြုလို့ရခြင်းဖိအားဒဏ်ခံနိုင်ခြင်းနဲ့တိဆောက်ရလွယ်ကူခြင်းတို့ဖြစ်ပြီးတော့ rectangular hollow section တွေကိုတိုင်တွေထုတ်တန်းနေအပြင်တကားလက်ရမ်းနဲ့ခြံစည်းရိုးတွေမှာပါအသုံးပြုနိုင်ပါတယ်ဒုတိယတစ်ခုကတော့ square hollow section ပဲဖြစ်ပါတယ် square hollow section ကတော့ပေါ်ပါပြီးခိုင်ခန့်မှုအပြည့်အဝရှိပါတယ်ခေးစောရအတွက်စံတစ်ခုလို့ဆိုရလောက်အောင်ခိုင်ခန့်မှုလှပမှုနဲ့တာရှည်ခံမှုတွေကြောင့် square hollow section ကိုလူကြိုက်များခြင်းလည်းဖြစ်ပါတယ်ဒါအပြင်လေးလံတဲ့ဝင်တွေကိုလည်းလွယ်ကူစေဖို့ခံနိုင်အားလည်းရှိပါသေးတယ်။တမှုထူးခြားချက်ကတော့ဂေဆက်နေစေအတွင်းမှာအကွဲအကြောင်းများမဖြစ်စေတဲ့ hollow section တစ်ခုပဲဖြစ်ပါတယ်။ square hollow section ကိုအများအပြား structural နဲ့ mechanical application တွေမှာအသုံးပြုကြပြီးတော့ strength နဲ့ functionality ကြားမှာဟန်ချက်ညီဖို့လည်းလိုအပ်ပါသေးတယ်။ square hollow section တွေမှာတူညီရဲ့တစ်ဖက်သက် symmetry ပါရှိတဲ့အတွက်ဝယ်လိုအားရှိတဲ့ hollow လို့လည်းဆိုနိုင်ပါသေးတယ်။နောက်ဆုံးတစ်ခုကတော့ circular hollow section ပဲဖြစ်ပါတယ်။ circular hollow section ဟာ rectangular hollow section နဲ့ square hollow section နှစ်ခုနဲ့မတူညီတာတစ်ခုကတော့ tube တစ်ခုပဲဖြစ်ပါတယ်။အဓိကအပြင် offshore structure နဲ့ jacket အတွက်ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ circular hollow section ကိုစောက်လုပ်ရေးလုပ်ငန်း၊စက်ပိုင်းဆိုင်ရာလုပ်ငန်းနဲ့အဆောက်အဦဆိုင်ရာတွေမှာကျယ်ပြန့်စွာတွေ့ရပြီးတော့ consistent line များ producing edges များကြောင့်လူကြိုက်များတဲ့ aesthetic appearance များအတွက်ဂိတုကမြောက်တဲ့ရွေးချယ်မှုလို့တောင်ပြောလို့ရပါတယ်။အခုပြောပြပေးသွားတာကတော့ steel hollow pipe တွေရဲ့အမျိုးအစားနဲ့အသုံးအမုံတွေပဲဖြစ်ပါတယ်။ဒီ steel pipe တွေကိုဝယ်တော့မယ်ဆိုရင် steel ပညာရှင်နဲ့ architecture တွေမဟုတ်ဘဲနဲ့ပုံမှန်လူတွေအနေနဲ့လည်းဘိုးတုဒရအောင်လို့လုံးဝ sharing လုပ်ပေးသွားရပဲဖြစ်ပါတယ်ရှင်။နောက်ထပ် steel နဲ့ပတ်သက်တဲ့ဘိုးတုဒရတာမကအခြားသောအသစ်တွေလည်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်မမ်မြို့တော် steel ရဲ့ TikTok page ကို follow လုပ်ထားကြပါနော်။